Hello everyone. From Me to You English နဲ့နေရာနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ tenses နဲ့မျိုးရှိတဲ့နေရာမှာပထမဆုံးအနေနဲ့ present simple tense အကြောင်းကိုတူတူလေးလိုက်ကြည့်အောင်။ present simple tense ကိုဘယ်နေရာမှာအသုံးပြုလဲ။နံပါတ်1ချက်အနေနဲ့ habits and routines အလေးအထားတွေအလေးချိန်တွေအကြောင်းကိုပြောချင်တဲ့အခါမှာ present simple tense ကိုသုံးတယ်။ example ကြည့်ကြအောင်။ I wake up at 7 a.m. ငါကမနက်9နာရီမှာအိပ်ရာထားတယ်။နောက်ထပ် example တစ်ခု She plays tennis every weekend. သူမကပိတ်ရက်တိုင်းမှာtennis ကစားတယ်။နောက်ထပ်ရေပုံရမှန်တဲ့အမှန်တရားတွေအကြောင်းအရာတွေအကြောင်းကိုပြောချင်တဲ့အခါမှာလည်း present simple tense ကိုသုံးတယ်။ example water boils at 100 degrees Celsius. ရေက100 degrees Celsius မှာစူပွက်တယ်။ example နောက်တစ်ခု The sun rises in the east. နေကအရှေ့ရက်ကနေထွက်တယ်။ဒီလိုမျိုးအမှန်တရားတွေအကြောင်းရေပုံရအမှန်တရားတွေအချက်အလက်တွေအကြောင်းကိုပြောချင်တဲ့အခါမှာလည်း present simple tense ကိုသုံးတယ်။နံပါတ်3ချက် fixed schedules or timetables often for future events ပုံတည်သတ်မှတ်ထားတဲ့အချိန်စရာတွေအကြောင်းကိုပြောချင်တဲ့အခါမှာလည်း present simple tense ကိုသုံးတယ်။ example ကြည့်ကြရအောင် The train leaves at 6 p.m. ရထားက6နာရီမှာထွက်ခွာမယ်။နောက်တစ်ခု School starts next Monday. ကျောင်းကနောက်တနင်္လာနေ့မှာစဖွင့်တယ်။ဒီလိုမျိုးပုံတည်သတ်မှတ်ထားတဲ့အချိန်တရားတွေအကြောင်းကိုပြောချင်တဲ့အခါမှာလည်း present simple tense ကိုသုံးတယ်။နံပါတ်4ချက် feelings ကိုယ့်ရဲ့ခံစားချက်တွေ thoughts အတွေးတွေနဲ့ states ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေကိုဖော်ပြချင်တဲ့အခါမှာလည်း present simple tense ကိုသုံးတယ်။ example I like chocolate ငါချောကလက်ကြိုက်တယ်။နောက် example he knows the answer သူကအဖြေကိုသိတယ်။အားကြောင့်ဒီစာပုံ3မျိုးတည်းရမှာပထမဆုံးအနေနဲ့ affirmative or positive sentence အဟုတ်ဝကြအကြောင်းပြောမယ်ဆိုလို့ရှိရင်ဒီ present simple tense ရဲ့ sentence ဒီစာပုံက subject plus base verb ဆိုရင်ရှိရ subject ကိုလိုက်ပြီးတော့ verb ကအနေအများပြောင်းသွားမယ် example ကြည့်မယ် I work you work he works she goes it rains present simple tense ရဲ့ negative sentence ဒီစာပုံက subject plus do or does not plus base verb example I don't like tea ငါလက်ဖက်ရည်မကြိုက်ဘူးနောက်တစ်ခု she doesn't watch TV သူမ TV ကိုစောင့်ကြည့်နေတာမဟုတ်ဘူးမိဘဝကြဒီစာပေါ်မှာဆိုရင်တော့ helping verb ဖြစ်တဲ့ do or does ကို subject ရဲ့ရှေ့ကိုပို့လိုက်မယ် do or does plus subject plus base verb question mark ဆိုပြီးဖြစ်တဲ့ example က do you play football မင်းဘောလုံးကစားလားနောက်တစ်ခု does he live here သူဒီမှာနေလားရှေ့ရ subject ဒီအနေကိန်းဖြစ်တယ်ဆိုရင် verb ကိုလည်းအနေကိန်းပြောင်းပြရမယ် verb အများစုကိုအနေကိန်းပြောင်းချင်တော့မူရင်း verb ကို s ကပ်ပေးလိုက်တယ် example works sings eats နောက်ထပ် verb တွေမှာနောက်ဆုံးမှာ ch sh s s o လို့နဲ့ဆုံးနေဆိုရင်တော့သူ့ကိုအနေကိန်းဖြစ်အောင်နောက်ဆုံးက es ပေါင်းပေးရတယ် example teaches watches fixes goes consonant y နဲ့ဆုံးတဲ့ verb တွေကိုအနေကိန်းပြောင်းချင်တော့အဲဒီ y ကိုဖြုတ်ပြီးတော့နောက်ကနေ ies ကပ်ပေးရတယ် example studies carries နောက်ထပ် sentence structure 3ခုရဲ့ example လေးကိုထပ်ကြည့်ရအောင်အဟုတ်ဝက်ကြမှာဆိုရင်တော့ she eats lunch at 1 p.m. သူမကနေခင်းတစ်နာရီမှာနေ့လယ်စာစားတယ်နောက်ထပ်အညွှန်းဝက်ကြမှာဆိုရင် he doesn't eat meat သူကအသားမစားဘူး question sentence do they live in Spain သူတို့ကစပိန်မှာနေရလား Okay, that's all for today guys တူလေးရလေးရဲ့အတွက်ကျေးဇူးများတင်ပါတယ် bye bye see you in the next video